အားလုံးပဲမင်္ဂလာပါ Forever United ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ကျွန်တော်အနေနဲ့အခုရက်ထဲမှာဗီဒီယိုတွေတိတ်ပြီးတော့မလုပ်ဖြစ်ဘူးကျွန်တော်အနေနဲ့ပို့ပြီးတော့ quality မြင့်မြင့်တဲ့သဘောလဲပါတယ်နောက်ပြီးတော့ဗီဒီယိုတွေကို quality ရေးသွေးပိုင်းကိုပို့ပြီးတော့ဦးစားပေးနေတာလောက်ပါတယ်ကျွန်တော်အဲ့ဒါကြောင့်ဗီဒီယိုတွေကိုအခုရက်တိုင်းနားပြီးတော့ကျွန်တော်အချိန်ယူပြီးတော့အခုနောက်ပိုင်းကျွန်တော်ပြန်ပြီးတော့ဗီဒီယိုတွေကိုပုံမှန်ပြန်တင်ပေးသွားဖို့ရှိတယ်အဲ့တော့ကျွန်တော် YouTube channel လေးမှာပို့ပြီးတော့ဗီဒီယိုတွေကိုဒီဇိုင်းမှတ်တင်သွားဖို့ရှိတဲ့အတွက်ကျွန်တော်ပရိသတ်တွေကိုကျွန်တော်အနေနဲ့အသိပေးချင်တာဖြစ်တယ်ယုံကြည်ရတဲ့ source code ရဆိုရင်တော့ Sporting Lisbon ဘက်ကနေပြီးတော့ပေါင်တန်း60 plus 10တန်းလောက်ထိကိုသူတို့ကတောင်းဆိုနေတယ်အတင်းသူတို့ကိုလာပြီးတော့စကားပြောထားတဲ့အတင်းတွေကိုလက်ရှိအချိန်မှာတော့ကျွန်တော်အနေနဲ့သိရတာကတော့ပေါက်တန်း60လောက်ထိရမယ်ဆိုရင်တော့သူတို့အနေနဲ့ထွက်ခွာခွင့်ပေးမယ်ဆိုပြီးတော့အာမခံချက်ပေးထားတယ်ဒါကတော့ကျွန်တော်အနေနဲ့ဒီ breaking news သိရတဲ့လက်ရှိနောက်ဆုံးသိရတဲ့အနေအထားပေါ့သတင်းအနေအထားပေါ့လက်ရှိအနေအထားမှာဆိုတော့ယူရိုတန်း80လောက်ထိပေးရမှာဖြစ်တယ် Vita Gyökeres ကိုလိုချင်နေဆိုရင်တော့လက်ရှိအချိန်မှာ United အသင်းအနေနဲ့ကတော့ဒီ Vita Gyökeres နဲ့ပတ်သက်ပြီးတော့ Sporting Lisbon နဲ့တောက်လျှောက်ကိုသူတို့အနေနဲ့ဆက်သွယ်ထားတယ်။မိတ်မြတ်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်ဒါသူတို့ရဲ့ဒီဆမ်မာမှာလုံးဝမှာဒီ top sign တွေဖြစ်လာဖို့ရှိတယ်အဓိကခေါ်ယူမှုဖြစ်လာဖို့ရှိတယ်။နောက်ပြီးလက်ရှိအချိန်မှာတော့ဒီ Brentford က Brian Mbeumo နဲ့ပတ်သက်ပြီးတော့ကျွန်တော် Tottenham Hotspur အသင်းကတော့ United အသင်းစီကနေဖြတ်ယူဖို့ဒီ10တန်းပို့ပေးပြီးတော့ပေါင်တန်း80လောက်နဲ့ဖြတ်လူဖို့တော့စ조사နေတယ်ဒီ United က10တန်းပို့ပေးပြီးတော့သူတို့ကခေါ်ယူဖို့စ조사နေတယ်လက်ရှိချိန်မှာတော့ Matthias Cunha တယောက်နဲ့တော့ကျွန်တော်တို့ဒီနွေရာသီအပြောင်းရွှေ့ဈေးကောက်ကိုစတင်ထားတယ်ဒါပေမဲ့လက်ရှိချိန်ကြီးတော့နောက်ထပ်ကစားသမားခေါ်ယူမှုအနေနဲ့ကတော့ဘယ်သူနဲ့မှအတန်ကတိတ်အဲ့လောက်ကြီးကြဲကြဲလောင်လောင်မထွက်သေးဘူး Vita Gyökeres ကလည်းတရားဝင်ကမ်းလှမ်းမှုဘာမှမလုပ်ရသေးဘူးအသင်းဘက်ကတော့သူ့ကိုပေါင်တန်း60လောက်ထိရမယ်ဆိုရင်တော့ထွက်ကုန်ပေးမယ်ဆိုပြီးအာမခံချက်ပေးလိုက်ပြီဒါတရားဝင်ပေးလိုက်ပြီBrian Mbeumo နဲ့ပတ်သက်ပြီးတော့ကစားသမားကတော့လာစာပိုရတဲ့အတွက် United ကိုပြောင်းနေတယ်ဒါပေမဲ့လက်ရှိချိန်ကြီးကတော့ဘာမှထူးခြားတဲ့သတင်းတက်မလာသေးဘူးနောက်ပြီးတော့ Victor Osimhen ပေါ့Ferdinand ကိုယ်တိုင်ပြောထားတယ် Victor Osimhen ကသူ့အနေနဲ့ပို့ပြီးတော့သဘောကျတဲ့တိုက်စစ်မှု Vita Gyökeres ကိုသဘောကျတယ်ဒါပေမဲ့ Vita Gyökeres က Sporting Lisbon မှာပဲသူ့အနေနဲ့တက်တည်ပြထားတာဖြစ်တယ် Champions League မှာသူကိုယ်တွေတွင်ထားတယ်ပြိုင်ပွဲအသင်းတွေကိုဒါပေမဲ့ Victor Osimhen ကျတော့ကျွန်တော်တို့ဒီ Italy Series လိုလီမျိုးမှာလည်းသူ့အနေနဲ့အကောင်းဆုံးတက်တည်ပြထားတယ်ကိုယ်တွေကိုသူအကောင်းဆုံးသွင်းနိုင်တယ်ဆိုတာတက်တည်ပြထားတယ်နောက်ပြီးတော့သူ့အနေနဲ့ကြက်ခိုင်မှုအရာလည်းစိတ်ပူစရာမရှိဘူးဒီကျွန်တော်အနေနဲ့အမြင်အရဆိုရင်တော့ Vita Gyökeres ကို Victor Osimhen မို့ကနေဆိုတော့ကြက်ခိုင်မှုကောင်းတယ်တိုဝါယုံကောင်းတယ်ကိုသွင်းအားကောင်းတယ်ဒီလိုကစားမတွေအနေနဲ့ကတော့ကျွန်တော်ဒီ Matthias Cunha တို့ပေါင်းနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ပို့ပြီးတော့အသင်းကပို့ပြီးတော့ဒီကိုရနိုင်ကြီးပို့ပြီးများသွားမယ်အသင်းတိုက်စစ်ပိုင်းကပို့ပြီးမြိုင်ဆိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ကျွန်တော်အနေနဲ့ရွေးရမယ်ဆိုရင်တော့ Victor Osimhen နဲ့ Vita Gyökeres နှစ်ယောက်ကိုရွေးရမယ်ဆိုရင်တော့ကျွန်တော်ဒီ personality ကတော့ကျွန်တော် Gyökeres ကိုပို့သဘောကျတယ် Osimhen ကျတော့ကျွန်တော်အနေနဲ့ဒီ pop ပါလို့ကစားသမားမျိုးနေဖြစ်သွားမှာဆိုရင်လည်း virus ကစားသမားဖြစ်သွားမှာဆိုရင်လည်းဘာဖြစ်လို့ဆိုတော့သူတို့အနေနဲ့ကတော့ကြားရတဲ့သတင်းတွေကတော့အရင်တော့မကောင်းဘူးခြေစမ်းပိုင်းကောင်းတယ်ဒါပေမဲ့စိတ်တဲ့ပိုင်းအဲ့လောက်ကြီးမကောင်းလို့သိရတယ်ဒါကြောင့်ဒုတိယ Sancho ဒုတိယ Rashford ဒုတိယ pop ပါလို့ဖြစ်လာမျိုးကျွန်တော်နည်းနည်းစိုးရိမ်နေဒါကြောင့်ကျွန်တော်အနေနဲ့လက်ရှိအနေထားရဆိုရင်တော့ Vita Gyökeres ကို United အနေနဲ့တရားဝင်ကမ်းလှမ်းမှုစားလုပ်သင့်ပြီလို့ထင်တယ်ပေါ်ရာတို့ကဘယ်လိုမြင်လဲကျွန်တော် comment box လေးမှာဟိုအောင်မှတ်ချက်ပြီးပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်